ကဲအဖွားနာမည်ဘယ်သူ တော်တင်ဒေါ်တင် တင်တင် ဒေါ်တင်သိနော်တာသမီလည်းမရှိတော့ မရှိတော့ဒီလည်းပါပါ ဘူးဟောရေထဲပါပါတယ် ဟုတ်ကဲ့ပါ ဟုတ်ဟိုဟာရောအခုကျတော့ဒေါ်တင်ဝင်းနဲ့နေတယ်ကြားတယ် ဟုတ်တယ် ဟောဒေါ်တင်ဝင်းအိမ်မှာကတ်နေရတာပေါ့ ဟုတ်ကဲ့ ဟောအခုကအဖွားတို့ကျတော့စားဖို့တောက်ဖို့ခက်ခဲမှာပေါ့နော်ဒေါ်တင်ဝင်းကလည်း ဟုတ်ကဲ့ မစွမ်းမတန်း ဟုတ်တယ်ဟုတ်တယ်မလားအဲ့ဒါကြောင့်ဟိုဟာဖြစ်ရင်တော့အိမ်လေးလည်းမကောင်းရင်လည်းကြည့်လိုက်မှာပေါ့ဗျာတနည်းတွေပါတွေမကောင်းဘူးဆိုလဲအကာတွေနော်တောင်းအောင်လို့နှစ်ယောက်နေလို့ရအောင်လို့နောက်စားဖို့တောက်ဖို့ပေါ့နော် ဟုတ်ကဲ့ လုပ်ပေးပါမယ်နော် ဟုတ်ကဲ့ အဲ့တော့အခုဒီနေ့ကမနေ့ကတနေ့လာနော်နေအောင်လမ်းမှာနည်းနည်းအလူရှင်တွေပေါ်ရင်ပေါ်လာအောင်ပါပေါ့နော်အဖွားနော် ဟုတ်ကဲ့ပါရောက်ပါ ဟုတ်ကဲ့ပါ